သက်တွေအတွက်မြန်ရစာတွက်ပြီးကျွန်ုပ်နဲ့မိုးလင်းမိုးချုံတန်ရောစင်ပိုးချသူများအကြောင်းဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မနက်လင်းပြီးတော့ရှောင်းနေပင်မပေါ်သေးပါဘူး။အင်းရှိမှခတ်တုတ်ဖြတ်သွားရင်အော်ပြောသွားတဲ့ဥတန်ကြောင်စကားကြောင့်ကျွန်ုပ်မှအထိတ်တလန့်ဖြစ်ရတယ်။အရက်သမားတယောက်တော့သွားပြီးဟဲ့ကျွန်ုပ်မှစိတ်မကောင်းဖြစ်အောင်မှလွဲပြီးတော့ဘာမှမတတ်နိုင်ပါဘူး။မောင်မြင့်မှာအသက်အလွန်ဆုံးရှိမှ30ကျော်ပင်ဖြတ်ပါတယ်။ဘယ်သူလဲဗျဘယ်ကိုသွားရလဲ။အားလိုက်တာဥတွတ်ပြီးညကအရက်သမားမောင်မြင့်တယောက်ဆုံးသွားပြီ။ကျွန်ုပ်မှအိမ်ရှဲကုတ်ပြတ်မှထိုင်ရင်ကျွန်ုပ်တို့တရွာလုံးရှိအရက်သမားစရင်ကိုလက်ချိုးရည်တွက်ကြည့်မိတယ်။မောင်မြင့်ကနောက်ဆုံးလက်ကြံမှလား။ကျွန်ုပ်စိတ်ထဲမှာမောင်မြင့်ကိုနောက်ဆုံးလက်ကြံလို့သတ်မှတ်ရှာတာကအကြောင်းရှိပါတယ်။မောင်မြင့်နဲ့တက်တူရွှဲတူတောက်ဖို့တောက်ဖက်တွေကမရှိတော့ပါဘူး။သူတို့အားလုံးကအရွယ်ကောင်းသောအချိန်မှာကွယ်လွန်သွားကြပြီ။ကျွန်ုပ်ရဲ့မျက်လုံးထဲမှာလွန်ခဲ့တဲ့20လောက်ကမောင်မြင့်ရဲ့ရုပ်သွင်ကိုမျက်လုံးထဲမှာပြန်မြင်အောင်လာတယ်။ဗလာကောင်းကောင်းနှကမ်းမွေးဆက်ဆနဲ့ကြားကိုစီစားလို့မကုန်နိုင်တဲ့ခန္ဓာကိုယ်ပိုင်ရှင်ဖြတ်ပါတယ်။ဥတုပေခမည်းနဲ့ကြုတ်ချမလားခမည်းကိုလက်တစ်ဖက်ပဲပေးမယ်။မောင်မြင့်ကဘာလုံးမှမမဲရလောက်တာမဟုတ်ဘူး။အရက်ပုံးဆိုင်ဖွင့်ပြီးတော့အရက်ရှောင်းတဲ့အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။မနက်မိုးလင်းတာဆိုတာနဲ့မောင်မြင့်အရက်ဆိုင်လေးမှာလူစုနေပြီ။လေအငားလိုက်သူမောင်ချက်ကျေးရွာတမဆိုင်မှာကိုတာအေးနွားပွဲစားမောင်ကောင်ရွာကာလာသားကောင်းမောင်ဆိုင်နဲ့တပည့်မောင်ထူးနဲ့တပည့်တိန်ဆောင်မောင်နေပတ်လေးဝင်သွားမှအလုပ်လုပ်ရတာပို့ပြီးတော့အဆင်ပြေတာမှန်တာပေါ့မောင်ချစ်ရဲ့တို့ကမနဲ့စောစောသွေးပူလေးကျင်ကန်လုံနေတာရွာကလူတွေကအရက်သမားလို့ထင်ကြတာထင်ပလိစေထင်ပလိစေသူတို့အုပ်စုမှာမောင်မြင့်ဆိုင်မှာမနဲ့ပိုင်းစုံကြတယ်မဟုတ်ပါဘူးနေ့လေထမင်းစားချိန်မှာလည်းတပန်စုံကြပြန်ပါသေးတယ်ကဲမောင်မြင့်ရဲ့စားကောင်းတောက်ကောင်းတပိုင်းထဲကွာမောင်မြင့်ညနေမှာပေါင်းယူတော့နော်ရှားတယ်ကိုနဲ့ဝါသနာတူတူတွေပဲဒီတွေမကညနေပိုင်းအလုပ်သိမ်းချိန်မှာတပန်ပြန်ဆောင်ပြီးတော့စောင့်နေတာကြပြီလားမူးအောင်တနေ့တာရဲ့နောက်ဆုံးပိတ်တောက်ကြပြန်ပါသေးတယ်အဆက်ပိတ်လေသူတို့အုပ်စုရဲ့အရက်တန်တရာကနှစ်ပေါင်း10နှစ်ကျော်15နှစ်ပင်ရှိပါတယ်မနဲ့မိုးလေးမိုးချုပ်တောက်ပြီးတော့အရက်နဲ့တန်တရာလင်းနေကြတယ်ဒါပေမဲ့သူတို့အုပ်စုကရရေးရွာရေးကိစ္စများမှာတက်ကြွစွာပါဝင်တယ်ဘသူမဆိုကူညီပေးကြတယ်တရွာလုံးကချစ်ကြတယ်လို့ဆိုရမယ်အကြီးလေအခုပဲပြန်လာပြီးတော့လှုပ်ပေးမယ်မောင်မြင့်စီဓာတ်စီပြေးထည့်လိုက်အောင်မယ်အရွယ်ကောင်းတဲ့အချိန်မှာမထောင်းတာလာပြီမဲ့အရက်တန်တရာမှာမိုးလေးမိုးချုံများစွာကြာခဲ့တဲ့အခါဟစ်ကမင်းနဲ့ငါချမလားပထမအဆုံးသူတို့အုပ်စုထဲမှာတေးဆုံးသူမှာ